ကဲဘောင်းစင်ထိုးတော့မှဖြစ်ပါတယ်ဗျာဘယ်ကောင်နဲ့ထွင်ကောင်းမလဲဒီကောင်နေ KG ဘလောက်ရောက်သွားပြီလဲဆိုတော့ကျွန်တော်ထိုးတော့မှဖြစ်ပါတယ်ဗျာ3 2 1 let's go ဒီကောင်နဲ့ကျွန်တော်နဲ့ဘောင်းစင်အရင်စထိုးပြီးပဲဖြစ်ပါတယ်ဗျာဒီကောင်နဲ့ကျွန်တော်1% 1 easy ဒီကောင်ကလေတိုက်တယ်လေတိုက်နေကျွန်တော်ဒီကောင်ခုံပြီးကောင်လေတိုက်နေငါလည်းပြန်လေတိုက်တယ်ပြန်လေတိုက်တယ်3 2 1မင်းတို့ကလာဘောင်းစင်လောက်ဝိတ်တမတော့ငါပဲကွာရော့လာစမ်းကောထိုးစမ်းတခြားတော့ပိတ်ရိုက်ပြီလိုက်ခဏလေးမင်းပတ်ပြင်းနေငါတီးတယ်မင်းကတစ်ချက်ထိုးရအောင်မင်းကတစ်ချက်ထိုးရတယ်မင်းလာရောက်ပြီးရော့ထိုးရတော့ချက်ထိုးစမ်းကောစတိုက်ထိုးစမ်းကောလိုက်အောင်မပြင်းနဲ့ထိုးစမ်းကောရော့နောက်တစ်ချက်တော့ကောတိနောက်တစ်ချက်ပတ်မပြင်းနဲ့လေညီလေးလောက်ရခံရတယ်ညီလေး so easy တို့လားဒီကောင်ပတ်ဆက်မပြန်ရောက်သွားလေပတ်ဆက်ဆက်လီပဲရခဲ့တယ်ခေါင်းယူပြီးသွားပြီဘယ်ကောင်ထိုးချင်နေတဲ့လာတန်းမလို့ထိုးချင်တဲ့ကောင်လာတန်းဒီမှာထိုးချင်တဲ့ကောင်လာခဲ့လိုက်ဟိုဘက်ကတော့ဒီမှာထိုးချင်တဲ့ကောင်လာခဲ့လိုက်အကုန်ပြီးရလား easy so easy ဘယ်ကောင်ထိုးမလဲလာတန်းမျိုးကနေလက်ချင်နေတာငါတိတယ်ကွာငါလည်းထိုးမယ်ဟိုမလို့တော့တက်သွားပြီဆိုခဏလေးဒီကောင်နဲ့ထိုးမယ်ကွာမလို့ကနေမထိုးချင်နေငါထိုးမယ်ဟိုဘက်ကတော့လိုက်မယ်ခဏလေးမင်းအဲ့ဘက်ငါဘက်မလာနဲ့ဒီကောင်မင်းမထိုးရဘူးလားမင်းငကြောက်လားငကြောက်နေလားတုံးနေဟဲ့အောင်ကြီးမင်းကနေဘယ်ကောင်ထိုးမလဲထိုးချင်တဲ့ကောင်လာတန်းထိုးချင်တဲ့ကောင်လာခဲ့လိုက်ထိုးချင်တဲ့ကောင်ဗမာလေမလို့ကနေငကြောက်ဒီပါကွာငါမငါပေါင်စင်တော်လိကြည့်ရမှာမလို့ကနေထိုးအောင်ပဲငါထိုင်ကြည့်ပြရမှာလားဒီကောင်လက်ဝိတ်ထိုးတော့ထိုင်ကြည့်မယ်ကွာရှုပ်တယ်မင်းကနေထိုးမှဆိုဟိုဘက်ကိုတော့မယ်ဒီဟိုဘက်ကိုလာခဲ့ကြလေကွာမင်းကနေဘာတော့ဒီမှာလာခဲ့ထိုးချင်တဲ့ကောင်ဒီနားကိုလာခဲ့ပေါင်စင်ထိုးမယ်လေကွာမင်းကမထိုးရဘူးလားပြောလိုက်မင်းကနေမထိုးရဘူးလားလို့ပြောလိုက်မထိုးရဘူးလားလို့ပြောလိုက်မင်းနဲ့ထိုးရမှာလားရတယ်တောင်းရှင်းတော့ကောင်ထိုးကြည့်မယ်မင်းကငါးထက်ကိုလေမန်ဘလောက်တာလဲဆိုတောင်း8000နဲ့9000နဲ့ဆိုမင်းကပဲတောင်း2000တာရယ်ကွာဒါပေမဲ့ငါထိုးကြည့်ရမှာပေါ့ကွာ1 2 3 go let's go ဒီကောင်နဲ့ရင်ပေါနေကြဖောက်ချက်တော့ထိုးလိုက်ဒီကောင်နှစ်ချက်ထိုးကငါတွေးတော့ရော့ပါချောင်းတေးပါလားရောမေးကြီးရောတောင်း8000ကောင်ရဘိုင်1ငေါ့နိုင်သွားတာဟဲ့အောင်ကြီးမကျင်တဲ့ဘူးငါဝိတ်ပြန်မအောင်မယ်ဒီကောင်မကျင်တဲ့ဘူးငါဝိတ်ခဏမလာမယ်9800 6000ကျော်ပေါင်းမလာမယ်မှားပြီဒီကောင်နဲ့အကုန်လုံးတပွဲလေးနဲ့အကုန်ဖြုတ်မှာဒီမှာမလိုက်ပတ်ဆံရတယ်ဒီမှာမလိုက်မယ်ပတ်ဆံတစ်ကြောင်းကိုတပြားရတယ်ဆိုတစ်ချက်ဝါစောကြည့်ပြီးမှတည်မလားစင်စပတ်တင်လက်ဝိတ်တမားကြီးစောကြည့်ရဲ့လက်ဝိတ်တမားကြီးဖြစ်အောင်လို့လက်ကျရမယ်ကွာ6100ကျော်သွားပြီမျိုးကထိုးချင်ရတယ်ထိုးလို့ရပြီငါလာမယ်ခဏလေးမင်းတို့နှစ်ကောင်ရင်ထိုးမလားထိုးကွာမင်းတို့နှစ်ကောင်ထိုးမှဆိုတယ်ရငါဒီဘက်မှာဒီကောင်နဲ့ထိုးမယ်ဒါထိုးချင်တဲ့ကောင်လားမင်းပေးရထိုးမယ်ဟိုဘက်ကတော့ရ3 2 1 let's go မင်းငါနဲ့လာပြီဖောင်းမင်းကောင် easy တော့တဲ့ခုဒေါ်လာဘယ်လောက်ရမလဲဒေါ်လာတစ်ချက်ကြီးဒေါ်လာ900ရမှာလား85ဒေါ်လာရမယ်ဒေါ်လာရဘယ်လိုကြီးခဲ့လဲပုံရဒေါ်လာ50ရမယ်ကွာဒီကောင်နိုင်မင်းငါနဲ့လာစမ်းမင်းလာစမ်းမင်းလာလိမ့်မင်းငါကြောက်လားငေါ့လာထိုးနေရတယ်ရောထိုးစမ်းရောအမမင်း so easy နော်ဆရာကြီးလည်း easy ပဲတလားဒီကောင်ဘယ်ကောင်းနေအကုန်လုံး so easy အကုန်လုံးတက်လာရလေဒါမျိုးဝစ်ပေါက်နဲ့အကုန်ရိုက်သွားပြီမှာဘယ်လိုရိုက်သွားလဲဆိုချက်ချိုးလိုက်တော့မင်းတော့ Joshua Van ရဲ့တပည့်ဆိုတော့ငါပဲကွာ Joshua Van ဟိုတော့ငါ Joshua Van ရဲ့ fan ကွာ Joshua Van ရဲ့ fan တူလက်ချင်လက်ချင်မှာဒီကောင်ကလည်းပြန်ထိုးမယ်လားခဏလေးလာတော့ငကြောက်ကဟိုဘက်တော့လေလာနေမိပါလေမင်းကြောက်တော့လားငကြောက်ကြီးပါကွာဒီကောင်ကြီးကတုံးဆောင်လုံးများငကြောက်ကြီးပါကွာကြဲငါနဲ့မထိုးရလို့ချောင်းနေရကောင်စောက်ကလေးငါနဲ့မထိုးရလို့ချောင်းနေစောက်ကလေးငါစိတ်ကတိုးလာပြီနော် Joshua Van နော်မင်းစိတ်တွန်းတခါလေးမင်းအပြင်မှာတီးပလိုက်ပါမင်းဘောလုံးကွင်းနဲ့မရောက်ခွင့်နဲ့အပြင်မှာရှိုးအောင်တီးပလိုက်ပါမင်းမလို့ကောင်နေကွာကျွန်တော်နေနဲ့ကွာဒီမှာငါနဲ့ပေါင်းနေထိုးမယ်လို့လာခဲ့လို့မလို့ကောင်နေစောက်ကျုပ်ပြီးပြီကွာဘယ်ငကြောက်အောင်ဒီမှာငါရက်ပေးနေရအပတ်ဝင်လိုက်တော့လေကွာမွန်လုံးလားမွန်လည်းငါအစီပဲကွာလောက်တော့လက်ကျင်တာပဲကောင်းပါကွာဟို6000နဲ့200ရှိပါပြီတော့ Joshua Van လို့ကဘာနံပါတ်1ဖလားစုဖလားရောက်အောင်လို့တော့တယ်အလေးပြမမယ်ကွာအလေးကဘာလို့မလို့မရလေကွာအလေးမလို့ဘာလို့မပေါ်ရတော့မလဲပေါ်ရတော့လေပေါ်ခဲ့နေတော့နေတယ်လေကွာဘာလို့မရတော့အလေးကကုံသွားလို့လားဘာတော့ဟာအဲ့ဒါလာတက်နေဟာစော့ကြည့်ပြီးမှတကီလေးနဲ့ဘောလီလေးနဲ့မင်းတကဘလောက်ကြီးချမ်းနေတာတစ်ချက်ချိုးလိုက်တော့လေကွာမင်းစဉ်းစားကြည့်လိုက်ကွာစောင်းအောင်ခေါ်တော့တစ်ချက်ရှိုးလို့မရဘူးတွန်းလို့ရှုံနေတာဟ
အလေးမြမှာမယ်တစ်ချက်မှာမယ်ဟိုတချင်းနဲ့ဆိုရင်မင်းကောင်နေငါချီးပါမင်းကောင်ထိုးမဲကောင်လည်းဒီကောင်မှမရှိပါအော်မင်းထိုးမလားရတယ်မင်းထိုးမှဆိုခဏလေးငါစောက်ပေးမယ်အတူတူထိုးမယ်1+1မင်းနဲ့ငါနဲ့ပွဲစပြီးဂျူရှူအာဗန်ကွာဂျူရှူအာဗန်ရဲ့အောင်လောက်ဆန်းရဲ့ပေါင်းဆက်ထားရဲ့အောင်လောက်ဆန်းရဲ့ဂျူရှူအာဗန်ရဲ့ဖန်ဒါကကျတော့ဒုတ်ရှောအာဗန်နဲ့ဒီကောင်နဲ့ဘိုင်ဝမ်ထိုးတော့မှဖြစ်ပါဗျာဒီကောင်စေးခေါ်နေရော့မင်းဒီလောက်ထပ်ပြင်ခုံနေတာပြောစမ်းအလေငါ့ကိုတစ်ချက်ထိုးသွားပြီငါ့ကိုထိုးသွားပြီမင်းထိုးစမ်းကောရော့အမရော့တနာစရာလေးပါကွာဆောက်ကလေးအာချောင်းနေငါရှိတကယ်လေရတယ်မဟုတ်ဘူးဆောက်ကလေးဂျူရှူအာဗန်နော်မင်းဂျူရှူအာဗန်ရဲ့ဆရာဒုတ်ရှူအာဗန်ကအလေဒီကောင်တွေကို so easy ကြိုက်လိုက်ပါနော်ဘရာတို့ဗီဒီယိုလေးကို subscribe မလုပ်ရရင် subscribe လုပ်ပြီးခဲ့ဖို့လေတောက်ခွင့်ချင်ပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကြိုးစားနေတဲ့လူငယ်တဦးပါကြိုးစားနေတဲ့လူငယ်တစ်ယောက်ပါဗီဒီယိုလေးအစမပြတ်တင်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာတော့တဲ့ဘယ်ကောင်နဲ့ထွင်ကောင်းမလဲကောင်လေးကွာစောက်တော့မကြောက်ကွာငါမှငါအလေးမပဲကောင်းတယ်ကွာအလေးမပြီးတဲ့ခါကျမှ easy so easy ဟောနိုင်နေကောင်မပေါ်လေငါ့တကောင်အဲ့ကောင်ရိုက်သွားကောင်ငါပြန်ရိုက်အောင်မစင်းနဲ့တွေငါအလေးအားတွေအလေးတွေ kg 100 kg 2000 kg ကောက်မလိုက်မှာရော့6400ကျော်သွားပြီ6400ကျော်6500 6400ကျော်သွားပြီရောမဟာမျိုးကောင်နေဂျူရှူအာဗန်ကွာမင်းဒါလက်ချင်းနေတာပြိုင်မဲဝင်တော့မှာအဲ့ရငေါ့မကျင်တဲ့ဘူးကွာငေါ့နိုင်အောင်လုပ်သွားရကောင်အဲ့ကောင်မကျင်တဲ့ဘူးအဲ့ကောင်ပြင်တော့တက်မှာအဲ့ကောင်တက်ပြီးရတယ်ဂျူရှူအာဗန်ကွာတကယ်ဖလားယူပြီးမှတခါအေးစေကောင်းလေးနဲ့ပတ်ထိုးပြီးရပါတယ်ကားကတခါတောက်ဝဲလို့ရတယ်ကွာဒီတောက်ဝဲပွဲတော့နိုင်သွားတယ် easy ဖြစ်သွားပြီစောင်းရမိုက်ဆိုတာ6900နော်မင်းကောင်နေဘယ်ကောင် fashion နေလဲလာတယ် fashion နဲ့ကောင်လာတယ်မင်းကောင်နေမ fight ရကြဘူးကွာဒါရက်ပါကြီးတော့ short စီးရဟာshort စီးတော့စီးစားဟေးမင်းကပြန်ရင်မှာပြန်မယ်3ဘာလို့မင်းငကြောက်လာမင်းဘာလဲရောက်ချမှုလားရောက်ချဟုတ်ဝင်လိုက်တော့ငါစောက်ရောက်ချမှုလားကြည်ရငါရှိရဲ့ဘာမှမထိုးမနေလာလေထိုးရအောင်လေလာလေထိုးဝင်လေဝမ်းဖိုင်ဝမ်းထိုးဝင်လေဘောင်းစင်ထိုးဝင်လေမင်းဂျူရှူအာဗန်ရဲ့ဆရာနော်မင်းဒုတ်ရှူအာဗန်ကွာလာရမင်းကသားရှိကအပေါ်တက်ခဲ့တယောက်မှသားမရှိကွာမင်းကငကြောက်တယ်ကွာဘိုင်ဝမ်ထိုးမယ်ဆိုမထိုးရကြအကုန်ထွက်ပြေးနေကြငါစောက်ကလေးရှီငေါငါလေးကလောက်တာပဲကောင်အမင်းထိုးမှလားဟော့တော့လိုက်ထိုးမယ်လीလားဘိုင်ဝမ်ထိုးမယ်လीလက်ဝဲထိုးချင်တာမင်းကအားရင်ထိုးချင်တာလောက်တီးပြစ်ထိုးချင်တာမင်းကငကြောက်တယ်ပါကွာအေးမင်းနဲ့ငါလည်းပွဲဖြစ်ပြီငါနှိမ့်ပြီကွာ sorry ဘာနှိမ့်ပြီပါလဲကွာဘာနှိမ့်ပြီကွာတော့လိုင်းကြနေလားဗလားတို့လိုင်းကြနေဟျောင်းကြီးလိုင်းကြနာဒီရလက်ချင်ကတလုံးမယ်လက်ချင်ကလုံးလောက်မယ်6800ကျော်ပါပြီမဆန်နေရနေရပြီးအောင်လို့ခါလေးဂျွိုင်းအောင်ကွာဂျူရှူအာဗန်ဆရာဒုတ်ရှူအာဗန်ကွာ so easy မင်းဘလောက်ဒီကော်လဲဆိုတော့တစ်ချက်ရှိုးလိုက်တော့လိုက်ကြကွာဘာဖြစ်တော့လိုင်းကြဟုတ်တယ်လိုင်းကြနေဘယ်ကောင်ပေါ်နေထိုးချင်နေကောင်လာရလိုက်ဒီကိုထိုးချင်နေကောင်လာခဲ့လို့အပေါက်ဟိုးကတော့သူသားရှင်းကောင်ဟိုးကတော့ထိုးမပြီးသေးဘူးကွာငနေရငကြောက်ကပတ်ပြီးနေရယူငါဒီအဲ့ကြောင့်စောက်ပတ်ပြီးလို့မရဘူးယောက်ျားစောက်ပတ်ပြီးလို့မရဘူးမင်းကလည်းချမှာလား3 2 1 action ဟိုငကြောက်ဒီကွာပြီးတော့ပြပြီကွာလာဒီဘက်လာအမထုံးမလားထိုးမလားထိုးအောင်လားထိုးမလားဘောင်းထိုးမယ်ငါညီဖိုင်ဝမ်မကြရဘူးစကီးပြချင်းဆောက်ဆဲလေးတော့ရှော့ညီကြောက်ပါတူကြီးမဆဲတော့ပါဘူးတူကြီးလိုက်ပုံလေးပြန်ကျဲပြအာမခန့်နဲ့တူကြီးရန်ရီစာတယောက်နဲ့ကျဲရရှိတော့ဒီဖြစ်လားအဲ့အကွက်ထဲလို့လေယုတ်ရှုပ်ဟောတဲ့လေးပြန်မာမယ်ရော့အလေးပြန်မာမယ်လေးပြန်မာမယ်ရော့အလေးပြန်မာမယ်ဇူ9300ရှိပါပြီငါအချက်ပေါင်း9300ဆိုမင်းတော့စကင်းမောင်းမယ်ကောင်ဘလိုက်ဖြစ်လိုက်ပါတော့ fight တော့မှာကွာမရတော့ဘူးကွာဘယ်ကောင်ရှိတယ်ကောင်ငါ fight ရှင်နေကွာလာခဲ့တဲ့ကွာ9500ရှိပါပြီ fight ရှင်နေကွာငါနဲ့11 2တဲ့ကောင်ငါထိုးရှင်နေကွာငါကြိတ်ရှင်နေကွာဘယ်ကောင်အုံးမလဲလာတဲ့ကွာအေးမင်းလာမယ်ခဏလေးငါလာခဏလေးတော့3 2 1
မင်းကလည်း level များတယ်မင်းက level အတူပေါင်းတင်ထိုးတော့မှဖြစ်ပါဗျာနောက်ဆုံးဘိုင်ဝမ်ပွဲလေးဖြစ်ပါရဲ့ဗျာဒါပထမနောက်ဆုံး3ကြီးမြောက်ဗျာ3ကြီးမှာ4ကြီးမှာထိုးတော့ကျွန်တော်တချီရှုံးနေ3ကြီးနိုင်ရင်ကျွန်တော်ကမ္ဘာဖလားရမှာဖြစ်ပါရဲ့ဗျာဒီကောင်ကိုတစ်ချက်ကိုလေတိုက်လိုက်အောင်မင်းဒီကောင် AC လေးခုံတက်လိုက်ရလေတိုက်လိုက်မယ်ဒီတိုက်ပြီးရခါကျရင်ခဏလေးဒီကောင်ပွဲရမစသေးဘူးနာမည်ကိုတစ်ချက်ချိုးလိုက်နော်သူရဲ့100နဲ့100ဒီဘက်ကငါကောင်ဒီဘက်ကငါ1 by 1ထိုးမှာပေါင်းတင်ထိုးတော့မှာကျူရှူဝါဗန်ရဲ့ကောင်ဒုတ်ရှူဝါဗန်ကဟာဟုတ်လိုက်လားအခွက်ကြီးဟုတ်လိုက်လားမင်းလည်းလာတော့မင်းမပြေးနေတော့မင်းကထိုးပြီးတော့နောက်တစ်ချက်ထိုးလိုက်ပေါက်မထိုးတဲ့နောက်တစ်ချက်ပေါက်ထိုးတဲ့ဖောင်းပိတ်ပေါက်အမမင်းဖင်ရတယ်ကောင်ဒါထွက်ပြေးနေတယ်ကောင်တောက်ကျုပ်ကြီးကောင်ဟာအိုးဇူကဘာဖလာရပါပြီကွာမင်းကျူရှူဝါဗန်တပည့်ဒုတ်ရှူဝါဗန်ကွာဒုတ်ရှူဝါဗန်ကိုလာမရှင်းနဲ့ကွာမင်းငါဆရာကိုထိမယ်ဆိုငါ့ကိုညှိမရမှာအလဲ easy so easy ဘရာလို့ခေါင်းရိုး view တွေကဒီလောက်ပါပဲဗျာဗီဒီယိုလေးကိုစုံလေးကြည့်ပြတော့လေအားလုံးကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာ